လောကမှာကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိပြီးတော့အကုသိုလ်ဆိုတာမလုပ်ရဘူးလုပ်ရင်ဆိုးကျိုးတွေကိုဖြစ်ပေါ်စေတတ်တယ်ကုသိုလ်ဆိုတာလုပ်ရမှာဖြစ်တယ်လုံးမကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်ဆိုတဲ့အသိဉာဏ်တွေဟာဒီကနေ့ထိအောင်ဘုရားဘာသာဝင်သူတော်စင်တွေဖို့မှာရရှိနေကြတယ်ပေါ့အဲ့ဒါလို့အသိဉာဏ်မရဘူးဆိုလို့ရှိရင်ကမ္ဘာလောကကြီးဟာအမှောင်ကျပြီးတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဆိုတာခွဲခြားသိနိုင်စွာမရှိသည့်အတွက်ကြောင့်အကောင်းကိုအဆိုးထင်မယ်အဆိုးကိုအကောင်းထင်မယ်လွယ်လွယ်မမနဲ့မလုပ်တဲ့နာတွေကိုလုပ်လို့လုပ်တဲ့နာတွေကိုမလုပ်ဖဲနေသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကလက်လွတ်ဆုံးရှုံးကြမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟာလောကကြီးကိုအသိဉာဏ်ပေးတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်တို့ပေးတဲ့အသိဉာဏ်ဟာလောကကြီးအလင်းရောင်ကိုဖြန့်ကျက်တဲ့သဘောဖြစ်လို့မြတ်စွာဘုရားဟောကြားတဲ့ဆုံးမဩဝါဒဆိုတဲ့အလင်းရောင်အောက်မှာလူတွေဟာရဲရဲတဲ့စိတ်ကိုရရှိကြတယ်လောကရာကြောင့်ရိမ့်ရိုင်မသွားအောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေကိုရရှိကြတယ်တန်တရားဝဆင်းရဲကနေလွတ်ကင်းအောင်မှန်ကန်တဲ့လမ်းတွေပေါ်ကိုလျှောက်တက်လာကြတယ်ကိုယ့်ကိုယ်ဆုံးဖြတ်နိုင်စွမ်းရှိလာကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်တတ္တလောကကြီးတစ်ခုလုံးဟာအမြင်မှန်ရရှိလာပြီးတော့ကောင်းကျိုးချမ်းသာတွေအထိုက်အလျောက်ရရှိသွားကြတယ်တူညီသောအကျိုးမရတာကတော့မြတ်စွာဘုရားနဲ့မဆိုင်ဘူးပုဂ္ဂိုလ်ရဲ့အည်ချင်းနဲ့သာဆိုင်တယ်ဒါကစဉ်းစားကြည့်လို့အလွယ်လေးပါ University တစ်ခုမှာဆရာတဦးတဲ့ထံကသင်ကြားတဲ့ပုဂ္ဂိုလ်တွေဟာတဦးနဲ့တဦးဉာဏ်ရည်ဉာဏ်သွေးမတူသည့်အတွက်ကြောင့်ရလာတဲ့ research ချင်းဟာလည်းတူညီမှုမရှိနိုင်ဘူးဒါဟာဆရာတဦးတဲ့ကသင်တာဖြစ်ပေမဲ့လို့မတူမညီကွဲပြားသွားခြင်းဟာပုဂ္ဂိုလ်နဲ့သာဆိုင်နေပေါ့ထိုပုဂ္ဂိုလ်ရဲ့အည်ချင်းကြောင့်ခုလိုကွဲပြားသွားတာဖြစ်တယ်မြတ်စွာဘုရားကလည်းတူညီသောဆုံးမတွေပေးတော်လည်းပဲတချို့ပုဂ္ဂိုလ်တွေကသောတာပန်အဆင့်လောက်ပဲရောက်တယ်တချို့ပုဂ္ဂိုလ်တွေကြတော့သဂရဂံအဆင့်ရောက်တယ်တချို့ပုဂ္ဂိုလ်တွေကြတော့အနာဂံအဆင့်ရောက်တယ်တချို့ပုဂ္ဂိုလ်တွေကြတော့ယဟန္တာဆိုတဲ့အဆင့်မျိုးထိအောင်ရောက်ရှိသွားဒါဟာသူတို့ရဲ့အည်ချင်းနဲ့သာဆိုင်တယ်မြတ်စွာဘုရားကအားလုံးတူညီသောအဆုံးအမကိုပေးတာဖြစ်တယ်ပေါ့အဲဒီလိုတူညီသောအကျိုးကျေးဇူးကိုဖြစ်ပေါ်အောင်ဆုံးမဩဝါဒပေးခဲ့တာသက်တော်80အရွယ်ရောက်လာသည့်အထိနောက်ဆုံးပြိဋိဘံစံတော်မူမဲ့ညောင်ဆောင်ပေါ်မှာလဲလျောင်းခြင်းပဲတရားတွေရဲ့အကျိုးစီးပွားရှိရာရှိကြောင်းမြတ်စွာဘုရားဟာဆောင်ရွက်တော်မူဆဲပဲဖြစ်တယ်ပေါ့မျက်လုံးနှလုံးမိတ်မသွားမိအထိအသက်ရှူသွင်းနေမှုရပ်မသွားသည့်အထိရပ်သွားသည့်အထိမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကရဲ့အကျိုးကိုတည်ပိုးရဆောင်တော်မူခဲ့တာဖြစ်တယ်လောကကြီးကိုအမူအရာနဲ့လည်းပဲသဘာဝတရားကိုထင်ရှားသိအောင်ညွှန်ပြတော်မူခဲ့တယ်ဆိုပါစို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာဘုရားဖြစ်သို့ရောက်တော်မူတဲ့အချိန်အရှိဘက်ကိုမျက်နှာမူပြီးတော့ထိုင်နေခြင်းဖြင့်ဘုရားအဖြစ်သဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိပြီးဘုရားဖြစ်ကိုရောက်ရှိတော်မူတာဖြစ်တယ်တမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တိုက်ဆိုင်မှုလို့ပြောကောင်းပြောလို့ရတယ်သို့တော်လည်းမြတ်စွာဘုရားဟာအရှိဘက်ကိုမျက်နှာမူခြင်းထိုင်နေခြင်းအဖြစ်ထူးခြားတဲ့အသိဉာဏ်ကိုရရှိတယ်ဆိုတာဟာနေထွက်တဲ့ဘက်ကိုမျက်နှာမူထားသည့်အတွက်ကြောင့်ကမ္ဘာလောကကြီးကိုအလင်းရောင်ပေးတဲ့သဘောကိုဆောင်ထားတာဖြစ်တယ်ပေါ့ဒါကပြိဋိဘံစံတော်မူတဲ့အခါမှာကြတော့မြတ်စွာဘုရားသခင်ကိုရောမြတ်မြောက်ဘက်ကိုဥခေါင်းထားပြီးတော့လက်ရဘက်ကိုစောင်းအိတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာနေဝင်တဲ့ဘက်ကိုရောက်ရှိနေတယ်ပေါ့နေဝင်တဲ့ဘက်ကိုကြည့်ပြီးတော့လောကသားတွေကိုအသိဉာဏ်ပေးခဲ့တာဖြစ်တယ်အေးနေဝင်တယ်ဆိုတာလောကကြီးအမှောင်ကျခြင်းပဲဖြစ်တယ်ပေါ့ဘုရားပြိဋိဘံစံသွားလို့ရှိရင်လောကကြီးဟာအမှောင်ကျသွားနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားအမှုအရာဖြင့်ထင်ရှားပြသခြင်းလို့တွေ့တော်ယူဆလို့ရတယ်ပေါ့အဲ့ဒါလို့မတူညီတဲ့အမှုအရာနှစ်ခုနဲ့လောကကြီးကိုပညာပေးခဲ့တာသာဖြစ်တယ်လောကကြီးမှာသင်္ခါရတရားမှန်တယ်ဗျဘယ်အရာမှမမြဲဘူးဆိုတာလည်းပဲကိုရောမြတ်ကိုရောတိုင်းတဖွာဖွာဟောကြားထားလို့ဘုန်းကြီးတို့တွေဟာထိုသဘာဝအချက်တွေကိုစိတ်ထဲမှာဆွဲမှတ်ထားဖို့လိုအပ်တယ်ဘယ်အရာမှတည်မြဲနေမှာမဟုတ်ဘူး
အားလုံးဟာရွေးရှားပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်အဲ့ဒါလိုရွေးရှားပြောင်းလဲနေတဲ့ဆိုတဲ့အခါမှာတမန်အားဖြင့်ဘုန်းကြီးတို့တွေကစိတ်ထဲမှာထင်ကြတယ်မနေ့အချိန်ကုံဆုံးသွားရင်နေ့လယ်ရောက်လာတယ်နေ့လယ်အချိန်ကုံဆုံးသွားရင်ညနေရောက်လာတယ်ညနေအချိန်ကုံဆုံးလာလို့ရှိရင်ညရောက်လာတယ်ညအချိန်ကုံဆုံးသွားတဲ့အခါနည်းနည်းလင်းလာပြန်တယ်လို့အချိန်ရဲ့ကုံဆုံးမှုကိုသာတတိထားမိတော့လေမိမိတဏ္ဍာမှာရှိတဲ့နုပြုတ်မှုတွေပါသွားတာကိုတတိမထားမိကြဘူးပေါ့အင်းအားတွေပါသွားတယ်ဆွေရမှုတွေဖြစ်သွားတယ်ဆိုတာတတိထားဖို့လိုအပ်အချိန်နဲ့တပြေးချီအချိန်ကြီးကရွေးရှားနေတယ်လို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့အရာခတ်သိမ်းဟာလည်းအချိန်နဲ့တပြေးညီရွေးရှားပြီးပါနေတာဆိုတာကိုတတိထားရမှာဖြစ်မနေ့ပိုင်းကုံဆုံးတယ်ဆိုတာမနေ့တင်ကုံဆုံးတာမဟုတ်ဘူးအသီးသီးသောပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့အနုပြုမှုတွေလည်းကုံဆုံးသွားတာပဲအင်အားတွေလည်းကုံဆုံးသွားတာအဲ့ဒီလိုကုံဆုံးမှများလာတဲ့အခါကျတော့လူတွေရဲ့အခြေအနေဟာပြောင်းလဲလာတာချက်ချင်းကြီးဝုန်းကနေပြောင်းတာမဟုတ်ဘူးစက္ကန့်ပိုင်းစက္ကန့်ပေါ့တစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်မိနစ်ပြီးတစ်မိနစ်ဆိုတာလို့ပြောင်းလဲနေတာဖြစ်လို့နှစ်ပေါင်းတော်တော်လေးကြာလာတယ်10နှစ်15နှစ်နှစ်20ရောက်လာပြီဆိုတော့မှမမှတ်မိနိုင်လောက်အောင်လူတွေဟာပြောင်းသွားတယ်လို့ဒီလိုထင်ကြတာတကယ်တော့အချိန်နဲ့တပြေးညီတို့တွေပြောင်းလဲနေတယ်ဆိုတဲ့သဘောကိုမှတ်သားပြီးတန်ဝေကတရားကြီးစွာထားလို့ကိုယ့်ကိုရှင်မှုမနေပဲနဲ့ကိုယ့်ဘဝရင်မှုမနေပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုတို့တွေဟာဘဝတစ်ခုရဲ့နုပြုတ်မှုတွေအားအင်းနေမကုံဆုံးခင်လောက်ရမယ်ဆိုတဲ့အတိတရားရှိဖို့လိုအပ်တယ်အဲ့ဒီအတိတရားကိုပဲအပမဒလို့ခေါ်တာပဲအေးဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေအတွက်ကြိုးပမ်းအထောက်တဲ့အခါမှာပြိဋိဘဆံရဖြစ်တဲ့ညောင်ဆောင်ပေါ်လဲလျောင်းနေတဲ့အချိန်မှာကြားစရာရှိတဲ့စကားတွေကိုနောက်ဆုံးအနေနဲ့ရှက်အာနန္ဒာအနိဗ္ဗာန်မှာကြားတော်မူခဲ့တာဖြစ်တယ်။အဲ့ဒီမှာကြားချက်တွေထဲမှာနံပါတ်1မှာကြားချက်ကတော့ဘာလဲလို့ဆိုရင်ရှေအာနန္ဒာမထေရမြတ်ကိုဥတီးပြီးတော့မြတ်စွာဘုရားတိယခောပနအောင်နန္ဒတုံမာကံဧဝမတ္တာအေးဒီလိုအတွေးတွေမင်းတို့တွေးမိကောင်းတွေးမိကြလိမ့်မယ်အတိတတတ္ထုကံပါဝဆနံနတ္ထိနောတတ္ထာပါဝဆနဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေပါဝဆနမြင့်မြတ်တဲ့စကားတော်တွေလို့မှန်ကန်မြင့်မြတ်တဲ့စကားတော်တွေမှာဟောပြောတဲ့ဆရာမရှိတော့ဘူးမြတ်စွာဘုရားစကားတော်တွေဟာဆိုလိုတာကသက်ဝင်လှုပ်ရှားမှုမရှိတော့ဘူးဘုရားမရှိတော့လို့ရှင်ဒါတွေဟာအလဟတအသုံးမဝင်တော့ဘူးလို့နတ္ထိနောတတ္ထာတို့ရဲ့ဆရာမရှိတော့ဘူးလို့စိတ်အားငယ်မိကောင်းငယ်မိကြလိမ့်မယ်တဲ့အဲ့ဒါလို့စိတ်အားငယ်လာမယ်ဆိုရင်နာခောပဏိတံအာနန္ဒဧဝံတထပါအဲ့ဒီတိုင်းမမှတ်နဲ့ဘုရားရဲ့တရားတော်တွေဟာဆုံးမဩဝါဒပေးမဲ့လူတို့မှမရှိတော့ဘူးတို့မှဆရာမရှိတော့ဘူးလို့ဆိုပြီးတော့ဒီစိတ်ကူးတွေမဝင်စေနဲ့တဲ့ဘာဖြစ်လို့တော့ဆိုတော့ယောအာနန္ဒမယဓမ္မောသဝိနယောသဒေတိတောပညတ်တောသောမမစ္စေနတတ္ထာမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာဓမ္မနဲ့ဝိနယဒီနှစ်ခုဟာဓမ္မဆိုတဲ့သဘာဝတရားနဲ့ဝိနယဆိုတဲ့အဆုံးအမဓမ္မဝိနယနှစ်ခုပေါင်းပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုဖော်ပြထားတာဖြစ်တယ်ဟောကြားထားတဲ့ဓမ္မဆုံးမထားတဲ့ဝိနည်းဆိုတဲ့ဒီတရားတွေဟာငါမရှိတော့တဲ့နောက်မှာသင်တို့အတွက်ဆရာဖြစ်လိမ့်မယ်လို့ဆိုတာမြတ်စွာဘုရားကအားပေးခဲ့တယ်အခုငါတစ်ပါးတည်းဆုံးမနေတာဖြစ်တယ်ငါမရှိတဲ့နောက်ကြတော့ပိဋကတ်3သွယ်နိကေ9ပြားတပတ်ခန္ဓာပေါင်း8400ဆိုတော့ဆရာပေါင်း8400ကမင်းတို့ကိုဆုံးမနေတယ်လို့ပဲဖြစ်မှာပဲဆရာမရှိတော့ဘူးလို့မအောင်မေးနဲ့ငါဟောခဲ့တဲ့ဓမ္မတွေငါပြညတ်ခဲ့တဲ့ဝိနည်းတွေဟာမင်းတို့အတွက်ဆရာတွေပဲလို့ဒီလိုဓမ္မကိုမြတ်စွာဘုရားရဲ့ကိုယ်စားတော်အနေနဲ့အလေးထားဖို့ရာဆုံးမတော်မူခဲ့တာဖြစ်တယ်။ဒါကအထူးဆန်းမဟုတ်ဘူးဝက္ကလိယဟန်ကိုဆုံးမတော့ကလည်းယောဓမ္မံပတ္တတိသောမံပတ္တတိဓ
ဓမ္မကိုမြင်မှဓမ္မကိုတွေ့မှငါ့ကိုတွေ့မှဖြစ်တယ်ဓမ္မကိုမြင်အောင်ကြိုးစားလို့ဒီအဓိပ္ပာယ်နဲ့မြတ်စွာဘုရားရှင်းလင်းဟောကြားခဲ့ဘူးတယ်ဆုံးမခဲ့ဘူးတယ်ထို့တူပဲငါမရှိတဲ့နောက်ငါဟောခဲ့တဲ့ဓမ္မဝိနည်းတွေဟာသင်တို့ရဲ့ဆရာတွေပဲဖြစ်လိမ့်မယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကယဟန်တန်ဃာတော်တွေလိုက်နာရမယ့်စီမင်းစည်းကမ်းတွေဝိနည်းပိဋကလို့ခေါ်တဲ့ယဟန်တန်ဃာတွေလိုက်နာရမယ့်စီမင်းစည်းကမ်းတွေဥပမာမဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေသာသနာတော်ဝင်လို့ရှိရင်ညီတို့ညီပုံဆောင်ရွက်ရမယ်ဆိုတဲ့အသေးစိတ်ညွှန်ပြထားတဲ့ဥပဒေတွေဤဥပဒေတွေဘယ်လိုကိစ္စမျိုးကျွလွန်ရင်ဘယ်လိုပြစ်မှုမျိုးဖြစ်တယ်အဲ့ဒီပြစ်မှုမျိုးဟာဘယ်အတိုင်းတာအထိဒီအရေးယူလို့ရတယ်ဆိုတဲ့ဝိနည်းစည်းကမ်းဥပဒေတွေနဲ့တတ်မှတ်ပြီးတော့မြတ်စွာဘုရားပြညတ်ပေးခဲ့တာဖြစ်တယ်ထိုမြတ်စွာဘုရားရဲ့ပြညတ်ချက်ဟာအင်တန်မှလေးနဲ့မှန်ကန်တယ်မူဆယ်ချက်ကိုအခြေခံထားပြီးတော့ဝိနည်းပြညတ်ဆိုတာကိုဝိနည်းစည်းကမ်းတွေကိုချမှတ်ခဲ့တာဖြစ်တယ်မြတ်စွာဘုရားရဲ့မူဆယ်ချက်ဆိုတာဘာလဲလို့ဆိုရင်နံပါတ်1ကတန်ခါသုတ်ထုတဲ့အများတန်ခါကကောင်းပါတယ်လောက်ပါဖရာလို့အလုံးကလက်ခံနိုင်တဲ့ဥပဒေမျိုးဖြစ်ရမယ်ဒါကိုတန်ခါသုတ်ထုတာလို့ခေါ်တယ်တန်ခါတွေအလုံးကဒီဥပဒေဟာရှိတဲ့နယ်လို့အများသဘောတူတဲ့ဥပဒေဖြစ်တယ်ဆိုတော့ by force နဲ့လောက်တာမဟုတ်ဘူးအများသဘောတူတဲ့ဥပဒေမျိုးနဲ့မြတ်စွာဘုရားဆုံးမတာသာဖြစ်တယ်တန်ခါဖာတုစီကံဥပဒေလောက်ထားခြင်းအပြင်နေလို့ထိုင်လို့ပို့ပြီးတော့လွယ်ကူလာတယ်မလို့တင်တာနဲ့လို့တင်တာခွဲခြားပြီးရှင်းရှင်းလင်းလင်းပြောသည့်အတွက်ကြောင့်ရှောင်ရမှာနဲ့ဆောင်ရမှာရှင်းလင်းခွဲပြောထားသည့်အတွက်ကြောင့်ရှောင်ရမှာတွေရှောင်လို့တင်တာတွေကိုလှုပ်ခြင်းအပြင်အလွယ်တကူလိုက်နိုင်တာဖြစ်တယ်ပေါ့ဒါကနံပါတ်1အချက်နံပါတ်3အချက်ကတော့ဒုံမင်ကုဏံနေခါယစီကံဥပဒေဖောက်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးတွေဆိုတာရှိတတ်တယ်စီနဲ့ကန်းနဲ့မနေတတ်ဘူးစီကံမရှိနေတတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့နှိပ်ကွက်ပြီးသားဖြစ်ရမယ်ပေတလာနံနံပါတ်4အချက်ကတော့ပေတလာနံဒုက္ခဝဟာယစီကံကိုချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေအတွက်နေလို့ထိုင်လို့ချမ်းသာမယ်ဒိဋ္ဌဓမ္မိကဏံနံပါတ်5ကဒိဋ္ဌဓမ္မိကဏံသံဝရဏံပဋိခါတာယမျက်မှောက်ဘဝမှာကြုံတွေ့လာမဲ့အန္တရာယ်တွေကနေပြီးတော့တားမြစ်ပြီးသားဖြစ်ရမယ်နံပါတ်9ကတံပရာယိကဏံအာသဝနံပဋိခါတာယတမလွန်ဘဝမှာကြုံတွေ့လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကနေပြီးတော့ဟန့်တားပြီးသားဖြစ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်နံပါတ်8ကအပတနာနံပတာဒါယမကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေကြည်ညိုလာရမယ်ကြည်ညိုပြီးသားပုဂ္ဂိုလ်တွေပို့ပြီးတော့ကြည်ညိုမှုတိုးပွားလာရမယ်နံပါတ်9နံပါတ်10နောက်တစ်ခါနံပါတ်9ကဝိနည်းဒုက္ခယအဆုံးအမတွေအတွက်အထောက်အကူဖြစ်ပြီးတော့နံပါတ်10ကျတော့တတ္ထမထိတိယသူတော်ကောင်းတရားတည်ထံရေးအတွက်အထောက်အကူဖြစ်ရမယ်ဆိုရင်ဒီမူ10ချက်ကိုအခြေခံထားပြီးတော့ဝိနည်းသိက္ခာပုဒ်တွေစီမင်းစည်းကမ်းတွေကိုပြညတ်ခဲ့တာဖြစ်တယ်အဲ့ဒီစီမင်းစည်းကမ်းတွေအတိုင်းလိုက်နာဆောင်ရွက်နေလို့ရှင်တန်တရားထဲမှာအပေဘေးကနေလွတ်မြောက်သွားနိုင်တယ်ကောင်းရာသူတိဘုံတွေကိုရောက်နိုင်တယ်ဒီလူရှိတဲ့တရားသူတရားမြတ်တွေကိုရနိုင်တယ်ဆိုတာဟောဒီဝိနည်းစည်းကမ်းတွေအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဒီအကျိုးစီးပွားတွေကိုရနိုင်တယ်လို့မြတ်စွာဘုရားငါပြညတ်ခဲ့တဲ့ဝိနည်းဟာသင်တို့အတွက်ဆရာပဲလို့ဒီလိုဆိုခဲ့တာဖြစ်တယ်သုဒ္ဓနာပိဋကဆိုတာနော်တတိပဋ္ဌာန်တရား၄ပါးသမပဋ္ဌာန်တရား၄ပါးအဋ္ဌိပတ်၄ပါးဣန္ဒြေ၅ပါးဘူ၅ပါးဘုဇင်9ပါးမဂ္ဂင်၈ပါးလို့ဆိုတယ်ဒီအကျင့်တရားတွေဟာသုဒ္ဓမှာအဓိကထားပြီးတော့ဟောတဲ့တရားတွေဖြစ်လို့ဒီဘောဓိပက္ခိယတရား39ပါးအတိုင်းလိုက်နာကျင့်သုံးခြင်းအပြင်လူတွေမှာအသိဉာဏ်တွေကိုရရှိပြီးတဏှာဝကလွတ်စေနိုင်တဲ့ကျင့်စဉ်တွေဟောဒီတရားတွေကသင်တို့ကိုနီလန်းပြပြီးဆိုဆုံးမလိမ့်မယ်ဒါကြောင့်မို့လို့စိတ်မပူနဲ့ငါဖះဆုံးမထားတဲ့အဆုံးအမတွေသင်တို့အတွက်တရားဓမ္မတွေဟာဆုံးမနေမဲ့ဆရာတွေပဲဖြစ်တယ်လို့ဒီလိုအားပေးစကားမြတ်စွာဘုရားမိန့်ကြားခဲ့တာဖြစ်တယ်အဘိဓမ္မာပိဋကဆိုလို့ရှိရင်အကြောင်းနဲ့အကျိုးဆက်သွယ်ပြီး
သဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အစ္ဆဒဗဟိတဆိုတာလို့လူနဲ့လူပတ်ဝန်းကျင်မှာကြောင်းကျိုးတွေဆက်သွယ်ပြီးဘယ်ပုံဘယ်နည်းဖြစ်ပျက်နေတယ်ဆိုတာကိုအမှန်သိအောင်ပညာဉာဏ်ကြီးပါဖို့အတွက်ခွဲခြားဟောကြားခဲ့တဲ့အဘိဓမ္မာတရားတွေဟာလည်းပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာဝိပဿနာဉာဏ်ဖြင့်စူးစူးရှားရှားကျင့်နိုင်အောင် penetration လို့ခေါ်တဲ့ insight meditation လို့ခေါ်ကြတယ် penetrate ထိုးဖောက်ပြီးတော့မြင်တဲ့အသိဉာဏ်မျိုးကိုရရှိအောင်အဘိဓမ္မာပိဋကကသွန်သင်ဆုံးမပေးလိမ့်မယ်လို့မြတ်စွာဘုရားဟာဒီအဓိပ္ပာယ်နဲ့ရှင်အနန္ဒာကိုမိန့်ကြားခဲ့တာဖြစ်တယ်မြတ်စွာဘုရားရဲ့မိန့်ကြားတော်မူတဲ့စကားလုံးဟာငါမရှိတဲ့နောက်ငါဟောခဲ့တဲ့ဓမ္မငါပြညတ်ခဲ့တဲ့ဝိနည်းတွေဟာသင်တို့ရဲ့ဆရာတွေပဲဖြစ်လိမ့်မယ်လို့ဒီလိုအားပေးစကားမိန့်ကြားပြီးတော့မှားထားခဲ့တာဖြစ်တယ်ပေါ့ဒါဟာအလွန်လေးစားလိုက်တဲ့မှတ်သားလိုက်တဲ့အရာတစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒီချွင်းချက်မရှိအတွင်းအပြင်ချွင်းချက်မရှိပြည့်ပြည့်စုံစုံဟောကြားထားခဲ့တာဖြစ်တယ်။ညာတော်အဖြစ်ပညာဆိုတာအကုန်ပေးခဲ့တယ်။မြတ်စွာဘုရားဓမ္မနဲ့ပတ်သက်ပြီးတော့နမေအဋ္ဌိအာစရိယမௌဋ္ဌိဓမ္မေတုငါမှာဒီဓမ္မရေးရာနဲ့ပတ်သက်လာလို့ရှင်အာစရိယမௌဋ္ဌိဆိုတဲ့လက်ထက်မှာဆုပ်ပြီးတော့သူ့ဝဲထားတာတခုမှမရှိဘူးအားလုံးဟာပွင့်ပွင့်လင်းလင်းဟောပြီးသားဖြစ်တယ်ပေါ့ဒီတရားအတိုင်းလိုက်တာจิตသုံးမယ်ဆိုလို့ရှင်ဒီအောင်မြင်ပေါက်ရောက်နိုင်တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့လမ်းစဉ်ကိုပြည့်ပြည့်ဝဝဟောထားခဲ့တာဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟာရှင်းရှင်းလင်းလင်းပဲယဟန်တော်တွေကိုမိန့်ကြားထားခဲ့ဘူးတာရှိတယ်ပေါ့အခုလည်းပဲရှင်အနန္ဒာမထေရမြတ်ကိုအားပေးစကားပြောကြားတယ်ငါမရှိတဲ့နောက်ငါရဲ့အဆုံးအမတရားတော်တွေဟာဆုံးမမဲ့ပုဂ္ဂိုလ်မရှိတော့သည့်အတွက်ကြောင့်ဆရာမရှိတော့တဲ့အရာတွေဖြစ်ပြီးအသုံးမဝင်တာမျိုးတွေမဖြစ်ဘူးငါဟောခဲ့တဲ့တရားတွေဟာသင်တို့ကိုဆုံးမမဲ့ဆရာတွေပဲလို့အခုလိုမိန့်ကြားတော်မူခဲ့တာဟာအလွန်ပဲအဓိပ္ပာယ်ရှိတယ်ပေါ့လောကမှာအဖွဲ့အစည်းတရားဟာခေါင်းဆောင်တရားမရှိဘူးဆိုရင်ပုဂ္ဂိုလ်ရွေးချယ်ပြီးတော့ခေါင်းဆောင်တင်မြှောက်လေးရှိကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တပည့်တာဝကတွေမှာတော့မြတ်စွာဘုရားကငါမရှိတဲ့နောက်ငါယာတုကိုဆက်ခံမဲ့ယဟန်ဟာဘယ်ယဟန်ပဲလို့ပုဂ္ဂိုလ်ကိုရွေးချယ်ခဲ့တာမရှိပါဘူး successor လို့ခေါ်တဲ့ယာတုဆက်ခံမဲ့ပုဂ္ဂိုလ်ရွေးချယ်ထားတာမရှိဘူးမြတ်စွာဘုရားဟောတဲ့တရားဓမ္မသည်ပင်လင်မြတ်စွာဘုရားရဲ့ကိုယ်စားတော်အရာဆုံးမလိမ့်မယ်ဆိုတာလောကမှာဒီအဆုံးအမဩဝါဒနဲ့ကင်းပြီးတော့ကြီးပွားနိုင်တာမရှိဘူးဆုံးမဩဝါဒဟာပြည့်ပြည့်စုံနေပြီဆိုရင်တောက်ထပ်ဆုံးမမဲ့ပုဂ္ဂိုလ်တယောက်မလိုအပ်တော့ဘူးပေါ့နော်ဆုံးမဩဝါဒတွေမပြည့်စုံဘူးဆိုရင်နောက်ထပ်ဆုံးမဩဝါဒပေးမဲ့ပုဂ္ဂိုလ်လိုအပ်နေဦးမှာပေါ့မြတ်စွာဘုရားရဲ့ဆုံးမတွေကတော့လုံးဝပြည့်စုံနေသည့်အတွက်ကြောင့်ဒီဆုံးမတွေအတိုင်းလိုက်နာနေဖို့ဒါပဲလိုအပ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟာပုဂ္ဂိုလ်အနေနဲ့ရွေးချယ်ခန့်အပ်ထားတာမရှိဘူးဓမ္မကိုသာလျှင်မြတ်စွာဘုရားရဲ့ဆက်ခံသူအဖြစ်အခုလိုရည်ညွှန်းပြီးတော့ဟောပြောထားခဲ့တာဖြစ်လို့အလွန်ထူးခြားတဲ့အဖွဲ့အစည်းကြီးတရားအဖြစ်ရှုမြင်သုံးသပ်ကြရတယ်ပေါ့ဒါကမြတ်စွာဘုရားသခင်ကိုရောမြတ်မျက်လုံးတော်မှိတ်မသွားခင်ရှင်အနန္ဒာအမှုရှိတဲ့ယဟန်တန်ဃာတွေဆိုပါစို့မြတ်စွာဘုရားသခင်ကိုရောမြတ်ညောင်ဆောင်ပေါ်လှဲလျောင်းပြီးတော့နေတဲ့အချိန်လေးမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ပတ်ပတ်လည်ကနေပြီးတော့လိုက်ကာကြီးတွေနဲ့ကာထားတယ်ပေါ့အဲ့ဒီနောက်ဆုံးအချိန်မှာလိုက်ကာတွေပတ်ပတ်ရန်ကာထားတဲ့လိုက်ကာအတွင်းမှာနေထိုင်ကြတဲ့ယဟန်တော်900ရှိတယ်မြတ်စွာဘုရားအနိပတ်မှာစောင့်ကြည့်ပြီးတော့ဘုရားကိုလိုအပ်တာတွေကိုပြုစုပေးတယ်အနာနာမှာတိတ်ဆိတ်ငြိမ်သက်စွာနေတဲ့ယဟန်တွေဟာတပြည့်900ရှိတယ်ပေါ့တခြားပုဂ္ဂိုလ်တွေဘုရားဖူးခြင်းနဲ့ဆိုရင်အဝေးလမ်းကနေသာဖူးလို့ရမယ်လိုက်ကာတွင်ကိုဝင်လို့မရဘူးပေါ့အဲ့ဒီလိုလိုက်ကာတွင်မှာရောက်ရှိနေကြတဲ့ယဟန်တန်ဃာတွေရှင်အနန္ဒာမထေရမြတ်ကိုအနီးကပ်မြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်နောက်တစ်ခုမြတ်စွာဘုရားမှာကြားချက်တစ်ခုကိုမှာတယ်
Edarihi bhikkhu inya menya awudon wadena thamuda srandi. Phayattatto thincha shi nede achain ma yahan torw de ha achin chin awudon so de sakalon ko athong pyu jare. Awudon soda aswe torw lo adibbe yader. Tau ne tu ji thi phit se ngel thi phit se lop pho kain met de po. No. Lop pho kain met de phit thi atwat jaung aswe torw so de athong ဒါကြောင့်မို့အာဟုသောကိုအင်္ဂလိပ်လိုပြန်ကြတဲ့အခါမှာ friend လို့ပြန်တယ်ပေါ့အဆွေတော်ဆိုတဲ့အဓိပ္ပာယ်နဲ့ရင်းရင်းနှီးနှီးတဦးနဲ့တူခေါ်ပြီးတော့ပြောဆိုဆက်ဆံကြတာဟာဒီခင်မင်မှုကိုအခြေခံထားတာဖြစ်တော့လေမြတ်စွာဘုရားမရှိတဲ့နောက်မှာအလေးထားမှုနဲ့လေးစားယုတ်သိမှုကိုပို့ပြီးတော့အလေးထားစေခြင်းနဲ့မြတ်စွာဘုရားဘာဖြစ်လို့တော့ဆိုတော့ဘုရားတက်တော်ထင်ရှားရှိနေတဲ့အချိန်မှာလေးစားရမယ့်ပုဂ္ဂိုလ်ရှိနေလို့ဘုရားပေါ်မှာလေးစားကြတယ်အချင်းချင်းကြတော့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းဖြစ်ဆက်ဆံကြတယ်ဘုရားမရှိတော့ဘူးဆိုတဲ့အခါမှာလေးစားရမယ့်ပုဂ္ဂိုလ်မရှိတော့တဲ့အနေအထားမျိုးရောက်သွားတယ်ပေါ့ဒါကြောင့်မို့အပြန်အလှန်လေးစားမှုဟာအလေးထားမှုဟာအမြဲတမ်းအရေးပါတယ်အချင်းချင်းယုတ်သိလေးစားဖို့အတွက်မြတ်စွာဘုရားကမှာကြားခဲ့တာဖြစ်တယ်ငါမရှိတဲ့နောက်မှာတဲ့တပါးနဲ့တပါးအဆွေတော်ဆိုတဲ့အာဟုသောဆိုတဲ့စကားလုံးကိုမသုံးနဲ့အဆွေတော်ဆိုတဲ့အသုံးနဲ့မသုံးမဲနဲ့ကိုယ့်တဲ့ဝါကြီးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဗန္တေလို့အငယ်ကနေပြီးတော့ခေါ်ပါအာယတမလို့ခေါ်နိုင်တယ်ဗန္တေဆိုတာအရှင်ဘုရားဆိုတဲ့တလေးတစားခေါ်တဲ့စကားလုံးအာယတမဆိုတာလဲတလေးတစားသုံးတဲ့စကားလုံးပဲအဲ့ဒီစကားလုံးအသုံးနှုန်းတွေကိုပြင်ပေးသွားခဲ့တယ်ငါမရှိတဲ့နောက်မှာအငယ်ကအကြီးကိုဗန္တေလို့ပြောရမယ်အာဟုသောလို့မပြောရဘူးဒီနေ့ထိအောင်အဲ့ဒီစကားကိုလိုက်နာကြရအာသမလို့ပြောရမယ်တခြားနည်းနဲ့မပြောရဘူးတလေးတစားဆက်ဆံသုံးနှုန်းရမယ်လို့ဒီစည်းကမ်းချက်တစ်ခုကိုမှာကြားထားခဲ့တာဖြစ်တယ်အဲ့တော့အကြီးကအငယ်ကိုခေါ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အမည်နာမနဲ့ပဲဖြစ်စေသူ့ရဲ့အနွယ်ရဲ့အမည်နဲ့ပဲဖြစ်စေအမည်နာမနဲ့ခေါ်လို့ရတယ်ဥပမာမဲ့ကိုယ်ရဲ့ငယ်တဲ့ကိုတော်ကအရှင်တိတ်တဆိုလို့ရှိရင်တိတ်တဆိုတဲ့နာမည်နဲ့ခေါ်လို့ရတယ်အဲ့ဒီတိတ်တဆိုတဲ့ပုဂ္ဂိုလ်ဟာအိန္ဒိယနိုင်ငံမှာအနွယ်နာမည်တွေလည်းရှိတယ်အနွယ်နာမည်ဆိုတိတ်တလို့ခေါ်ခြင်းခေါ်တော့မို့ကတ္တဗဆိုတဲ့နာမည်နဲ့ခေါ်ခြင်းခေါ်မြန်မာနိုင်ငံမှာတော့အနွယ်နာမည်ဆိုတာမရှိဘူးနော်အမည်နာမည်မှသာရှိကြတယ်အမည်သာရှိပြီးတော့အနွယ်ရလို့သတ်မှတ်ထားတာမရှိဘူးအဲ့တော့တခြားနိုင်ငံတွေမှာတော့ surname တို့ lineage ဆိုတာတွေကသတ်မှတ်ထားတာတွေရှိတယ်အဲ့ဒါတွေနဲ့ခေါ်ခြင်းခေါ်ရမယ်နောက်တစ်ခုကတော့အဆွေတော်ဆိုတဲ့စကားလုံးနဲ့လည်းအသုံးပြုခေါ်နိုင်တယ်လို့ဟောအငယ်ကနေအကြီးကိုသုံးခေါ်ပုံအကြီးကနေအငယ်ကိုခေါ်ပုံတွေကိုမြတ်စွာဘုရားစည်းကမ်းသတ်မှတ်ပြီးတော့ပြုပြင်ပြောင်းလဲပြီးမှားကြားထားခဲ့တာဖြစ်တယ်ဒါကမြတ်စွာဘုရားရဲ့ဒုတိယမှားကြားချက်တစ်ခုပေါ့နော်အချင်းချင်းပြန်လာဒီလူကြီးမရှိတော့ဘူးဆိုတဲ့အချိန်မှာတူတူလေးစားမှုကိုဖြစ်ပေါ်စေတတ်တဲ့အသုံးအနှုန်းတစ်ခုကိုသုံးဖို့ဒီလိုဆိုနောက်တတိယမှားကြားချက်ကတော့ဘာလဲဆိုရင်အာကင်ခမာနောတံကောမမစ္စေနခုတ်တနုခုတ်တကာနိသိက္ခပရာနိတမှုဟနတုငါမရှိတဲ့နောက်တန်ခါကနေပြီးတော့သိက္ခာဘုတ်အသေးအဖွဲလေးတွေပညာချက်ဥပဒေအသေးအဖွဲလေးတွေကိုပယ်ခြင်းနဲ့ဆိုရင်ပယ်နှုတ်နိုင်တယ်ဆိုတဲ့မှားကြားချက်ပဲဖြစ်တယ်ပေါ့နော်သိက္ခာဘုတ်အသေးအဖွဲလေးတွေပယ်ခြင်းနဲ့ဆိုရင်ပယ်နှုတ်လို့ရတယ် abolish လုပ်တယ်ခေါ်တာဥပဒေဆိုတာတရားသေးကြီးဘယ်တော့မှမရှိဥပဒေဆိုတာ concept လို့ခေါ်တဲ့အယူဆတရားသာဖြစ်တယ်အမှန်တရားမဟုတ်ဘူးလိုအပ်လို့လှုပ်ထားတဲ့ဥပဒေတခုဟာနောက်တစ်ချိန်ကျတော့လိုအပ်ချင်မှလိုအပ်မယ်အဲ့ဒီလိုမလိုအပ်တဲ့ဥပဒေတွေပယ်ဖြောက်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားမိန့်ကြားတာလည်းဖြစ်နိုင်တယ်သို့တော့ဒီစကားရပ်ကိုဖွင့်ဆိုတဲ့အထက်ကထာတွေမှာတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကပယ်ခြင်းပယ်နှုတ်နိုင်တယ်ဆိုတာတန်ဃာတွေရဲ့သဘောဆန္ဒအရာပြောထားခဲ့ခြင်းသာဖြစ်တယ်ကိုတော်မြတ်အနေနဲ့ပယ်ကြလို့မှားခဲ့တာမဟုတ်ဘူးပေါ့နော်
သိက္ခာပုဒ်အသေးဖွဲလေးတွေကိုပယ်နှုတ်ကြလို့ဒီလိုမှားထားတာမဟုတ်ဘူးတဲ့မှားတာမဟုတ်ဘူးအကယ်၍အများစုကလိုချင်တယ်ပယ်ဖြတ်ချင်တယ်ဆိုရင်သိက္ခာပုဒ်အသေးဖွဲလေးတွေကိုပယ်ဖြတ်လို့ရတယ်လို့ဝိနည်းပိဋကချမ်းသာမှာအပြစ်နဲ့ပတ်သက်ပြီးတော့ယဟန်တန်ဃာတွေမှာအကြီးဆုံးအပြစ်ကိုပါရာဇိကလို့ခေါ်တယ်အဲ့ဒီပါရာဇိကပြစ်မှုကြီး၄ခုဆိုတာတော့အင်မတန်မှဂရုကအဘလို့ခေါ်တယ်ကြီးလေးတဲ့ပြစ်မှုအဲ့ဒီပြစ်မှု၄ခုတည်းကတစ်ခုခုကျွလွန်မိတာနဲ့တပြိုင်တည်းယဟန်ဘဝကိုဆွန့်လွတ်ရမယ်ယဟန်ဘဝဆွန့်လွတ်ရုံနဲ့မကဘူးထပ်မံပြီးတော့ယဟန်အဖြစ်ခံယူခွင့်မရှိဘူးဇာသက်ပံဆုံးရှုံးနစ်နာမှုသူဟာသံဃာစရင်ဘယ်တော့မှပြန်မဝင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါမျိုးကိုပါရာဇိကလို့ခေါ်တယ်ပါရာဇိကဆိုတာဆုံးရှုံးသွားစေတဲ့အလုံးကိုဆုံးရှုံးသွားစေနိုင်တဲ့ပြစ်မှုလို့ဒီလိုဆိုလို့ရတယ်နောက်သူ့အောက်တစ်ဆင့်နေတဲ့ပြစ်မှုကတော့တန်ဃာဓိတိတ်လို့ခေါ်တယ်တန်ဃာဓိတေတဆိုတာဒီပြစ်မှုကိုကုစားတဲ့အခါမှာတူးတဲ့ကုစားလို့မရဘူးအများတန်ဃာနဲ့ကုစားမှရတယ်အားလုံးကိုတတိပေးအတိပေးတဲ့အရာဖြစ်တယ်ပေါ့အရှက်ရပြီးတော့အားလုံးထဲမှာဖွင့်ဟဝန်ခံပြီးတော့မှဒီပြစ်မှုကိုကုစားလို့ရတယ် confession လုပ်လို့ရတယ်အဲ့ဒါက13မျိုးရှိတယ်အဲ့ဒီ13မျိုးဟာလည်းပဲကြီးလေးတဲ့ဂရုကပြစ်မှုလို့ခေါ်တယ်ပေါ့ဘုန်းကြီးတွေအသုံးနဲ့ပြောမယ်ဆိုရင်အာဘတ်လို့ခေါ်တယ်အာဘတ်ဆိုတာအပတ္တိအပြစ်သင်ရောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဒီဥပဒေဖောက်ဖျက်ရင်ဘာအပြစ်သင်ရောက်တယ်ဆိုတာလောကလူတွေပြည့်ညတ်ထားတဲ့ဥပဒေမျိုးပဲမြတ်စွာဘုရားပြည့်ညတ်ထားတဲ့ဥပဒေကိုချိုးဖောက်လို့ရှိရင်ဒီအပြစ်သင်ရောက်တယ်ဆိုတာဖော်ပြတယ်အဲ့ဒီအောက်တစ်ဆင့်နေတဲ့ဟာကြတော့ထုံလေးဆရာလို့ခေါ်တယ်ကြီးမားတဲ့အပြစ်တစ်ခုဖြစ်တယ်အဲ့ဒါတော့တန်ဃာတွေအချင်းချင်းနှစ်ပါးကြားထဲမှာ confession လုပ်မယ်ဖွင့်ဟဝန်ခံပြီးတော့ဒီ promise လုပ်မယ်ဆိုလို့ရှိရင်တော့ကင်းလွတ်ခွင့်ရတာကင်းလွတ်ခွင့်ရတယ်ဆိုတာဟာနောင်မလုပ်ပါဘူးဆိုတဲ့ဝန်ခံဂတိမျှတာဖြစ်တယ်ပေါ့ဒီအပြစ်ဟာကျွလွန်ထားတဲ့အပြစ်ဟာပျောက်သွားတယ်လို့ဒီလိုယူဆလို့မရဘူးပျောက်သွားတာမဟုတ်ဘူးစိတ်ထဲမှာတန်ရှင်းပြီးနောက်တစ်ခုနောက်ဘယ်တော့မှမလုပ်တော့ပါဘူးဆိုတဲ့ဝန်ခံဂတိချက်ကိုဆိုလိုတယ်ပေါ့လုပ်ပြီးသားကိုပယ်ဖြတ်တာမဟုတ်ဘူးလုပ်ပြီးသားဆိုတာပယ်ဖြတ်လို့မရဘူးလေလုပ်ပြီးသားဟာလုပ်ပြီးသားပဲဖြစ်တယ်ပေါ့အဲ့ဒါလိုပြစ်မှုတွေအဲ့ဒီတဲ့တဆင့်နေတဲ့ပြစ်မှုကပါစိတ္တိယလို့ခေါ်တယ်အဲ့ဒီပါစိတ္တိယတဲ့တဆင့်နေတာကြတော့ဒုက္ကတလို့ခေါ်တယ်အဲ့ဒီဒုက္ကတတဲ့တဆင့်နေတာကြတော့ဒုဗ္ဗတိတလို့ခေါ်တယ်အားလုံးပြစ်မှုတွေဟာ9ဆင့်ရှိတယ်9မျိုးရှိတယ်အဲ့ဒီ9မျိုးတွေကအောက်ဆုံးကပြောမယ်ဆိုရင်ဒုဗ္ဗတိတတို့ဒုက္ကတတို့ဆိုတဲ့ဒီပြစ်မှုလေးတွေဟာအလွန်များတယ်အလွန်များတော့ဒီပြစ်မှုလေးတွေကျူးလွန်ပြီးလို့ရှိရင်တော့ဒီအသေးဖွဲအပြစ်တင်စရာလေးတွေဖြစ်တယ်ပေါ့ဥပမာမဲ့ရဟန်းတော်တစ်ပါးအနေနဲ့စားစရာတောက်စရာတွေနည်းနည်းမှစားရမယ့်အစားအစာတွေကိုညနေမှအကက်ခံလိုက်မယ်ဆိုရင်ပြစ်မှုတစ်ခုဖြစ်သွားတယ်ပေါ့မကတ်ရဘူးလို့ဆိုတာရှိတယ်ပေါ့နော်အကတ်မခံရဘူးဆိုတာရှိတယ်ငွေကြေးကိုကင်တွယ်ပြီးသုံးစွဲခွင့်မပေးဘူးမြတ်စွာဘုရားဘာလို့ငွေကြေးကိုကင်တွယ်ပြီးတော့သုံးစွဲခွင့်မပေးတာလဲလို့ဆိုရင်အဲ့ဒီပြစ်မှုကတော့ပါစိတ္တိယနေတကိယပါစိတ္တိယလို့ဆိုတဲ့ပါစိတ္တိယပြစ်မှုတစ်ခုပဲအဲ့ဒါဆွန့်လွတ်ပြရမယ်ဘာဖြစ်လို့ငွေကြေးကိုမြတ်စွာဘုရားဟာကင်တွယ်သုံးစွဲခွင့်မပြုတာတော့ဆိုလောကလူတွေရှာဖွေနေကြတာငွေကြေးပဲဖြစ်တယ်ပေါ့လူတွေကပြောကောင်းပြောလိုက်မယ်အလုရှာတာပါပတ်စံရှာတာမဟုတ်ပါဘူးဆိုအလုရှာတာဟာအလုကဘာအတွက်တုံးဆိုပတ်စံရဖို့အတွက်ပဲလေအဲ့တော့ပတ်စံရဖို့ရှာကြတာဖြစ်တော့လူတွေနဲ့သွားပြီးတော့စီးပွားရှာတာမျိုးတွေမဖြစ်စေချင်လို့မြတ်စွာဘုရားငွေကြေးကိုတိုက်ရဲ့အလှခံခွင့်မပေးဘူးသို့တော်လည်းပဲကပ္ပိယကာရကနဲ့သုံးစွဲဖို့နိလန်းတွေကိုတော့ဖွင့်ပေးထားခဲ့တယ်ပေါ့အဲ့ဒါကိုပါစိတ္တိယပြစ်မှုလို့ခေါ်တယ်အဲ့ဒါလို့ပြစ်မှုတွေမျိုးစုံဆိုပါစို့အဲ့ဒါနဲ့ဓာန်တူတဲ့ပြစ်မှုတွေဘာတွေတော့ဆိုနေလွဲညစာစားမယ်ဆိုရင်ဝိကာလဘောဇနာအရာပါစိတ္တိယဆိုတဲ့ပြစ်မှုကိုကျူးလွန်ရရောက်တယ်အယက်သေးစာတောက်စားမယ်ဆိုရင်လည်းပါစိတ္တိယဆိုတဲ့ပြစ်မှုကိုကျူးလွန်ရရောက်တယ်ပေါ့လိန်ပြောရင်လည်းပါစိတ္တိယဆိုတဲ့ပြစ်မှုတစ်ခုကိုကျူးလွန်ရရောက်တယ်အဲ့ဒါတွေဟာ confession လုပ်ပြီးတော့နောင်မလုပ်ပါဘူးလို့ရှောင်ကျင်တဲ့စိတ်နဲ့
ဒီဝန်ခံဂရိပြုခြင်းအဖြစ်ထိုပြစ်မှုတွေကဒီဆက်လက်ပြီးတော့မဖြစ်အောင်မြတ်စွာဘုရားထိုပြစ်မှုတွေရဲ့ကုစားတဲ့နည်းစနစ်ကိုဖော်ပြထားတာဖြစ်တယ်ပါရာဇိကအပြစ်သိမ့်ပြီဆိုရင်တော့လူထွက်ခြင်းဖြစ်တာလေယဟန်တိခါကိုစွန့်ယဟန်အဝတ်ကိုစွန့်လွတ်ခြင်းတာလေတခုတည်းပဲလှုပ်တဲ့နည်းရှိတယ်ကျန်တာမရဘူးယဟန်ဘဝကိုစွန့်လွတ်ရမယ်လို့ဆိုတယ်ကျန်တဲ့ဟာတွေကြတော့ယဟန်ဘဝစွန့်လွတ်เสียမလို့ဘူးဝန်ခံဂတိချက်နဲ့နောင်ကောင်းအောင်နေပါမယ်ဆိုတဲ့ဝန်ခံဂတိနဲ့ပဲဆက်လက်ပြီးတော့နေထိုင်ခွင့်ရှိတယ်အခုလိုသိက္ခာပုဒ်တွေမြတ်စွာဘုရားဟာအစဉ်စဉ်ပြညတ်ထားတယ်ဥမာမေယံတန်ဃာတွေတိပိမခုတ်ရဘူးလို့ပြညတ်ထားတယ်ခုတ်လို့ရှင်ပါစိတ္တိယဆိုတဲ့ပြစ်မှုကျူးလွန်ရာရောက်တယ်အဲ့ဒါလို့ကုသိုလ်စိတ်နဲ့ဘုရားထဲမှာအမိုက်တွေများနေလို့ယဟန်တန်ဃာအနေနဲ့တရင်ယူပြီးတော့ဘုရားထဲကမျက်ရှင်းမယ်ဆိုရင်လောက်တာတော့ကုသိုလ်စိတ်ပဲဒါပေမဲ့ကျူးလွန်တဲ့ပြစ်မှုကတော့ပါစိတ္တိယပြစ်မှုပဲလို့ဒီလိုဆိုတယ်နော်ဝိနည်းသိက္ခာပုဒ်ဆိုတာဘုရားကဒါမလုံးဝဘူးလို့ပြညတ်ထားတာသူ့အကြောင်းနဲ့သူသာဖြစ်တယ်ကုသိုလ်နဲ့အကုသိုလ်ကြောင့်လည်းမဟုတ်ဘူးတချို့ဟာအကုသိုလ်ကြောင့်ပြညတ်တာမဟုတ်ဘူးတချို့ဟာကုသိုလ်ဖြစ်ပေမဲ့လို့မလုံးဝဘူးဆိုတဲ့ပြညတ်ချက်တွေရှိတယ်ပေါ့ရှုထောင့်နေမတူကြဘူးအဲဒါကြောင့်မို့ဝိနည်းသိက္ခာပုဒ်ပြညတ်ထားတဲ့အတိုင်းလိုက်နာကျင့်သုံးကြရတယ်မကျင့်သုံးလို့ရှိရင်ဆရာပြစ်မှုအတိုင်းပဲကုစားကြရတယ်ပေါ့အေးအဲ့ဒီလိုသိက္ခာပုဒ်တွေမျိုးမျိုးရှိတဲ့သိက္ခာပုဒ်အသေးဖွဲတွေကစမြတ်စွာဘုရားကမှာကြားထားခဲ့တယ်တန်ဃာတွေကသဘောတူမယ်ဆိုလို့ရှိရင်ဒီသိက္ခာပုဒ်တွေကိုပယ်နှုတ်နိုင်တယ်လို့လမ်းဖွင့်ပေးထားခဲ့တယ်ပေါ့အဲ့ဒါရှင်အနန္ဒမထေရမြတ်ကိုမြတ်စွာဘုရားအခုလိုမှာကြားချက်၃ခုနဲ့သတ်မှတ်ထားခဲ့တာဖြစ်တယ်တတိယမှာကြားချက်မှာမှာထားခဲ့တာဖြစ်တယ်ပေါ့နောက်တစ်ခုစတုထမှာကြားချက်ကတော့ဘာလို့ဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတောထွက်တဲ့အခါမှာနောက်တော်ကပါလာတဲ့ဆန္ဒဆိုတဲ့အမတ်ရှိတယ်ဘုရားဖြစ်လာတဲ့အခါမှာဆန္ဒအမတ်ဟာတောထွက်တုန်းကနောက်ကပါလာတဲ့မြင်းတော်ကံဆန္ဒပဲဖြစ်တယ်မြတ်စွာဘုရားနေပြီးတော့ပြန်လွတ်လိုက်လို့ပြန်သွားရအေးဘုရားဖြစ်လို့ရောက်လို့တိုင်းပြည်ကပိလဝမြို့တော်ရောက်တဲ့အခါမှာဆန္ဒဟာလည်းပဲသာသနာပေါင်းဝင်လာတယ်သို့တော်လည်းသူ့မှာဒီဘုရားတောင်ဆုံးမလို့မရတဲ့မာနကြီးကကြီးမားစွာတည်ရှိနေဘယ်လိုကြီးမားတော့ဆိုလို့ရှိရင်မြတ်စွာဘုရားဖြစ်သူရောက်ပြီးယဟန်တန်ဃာတွေပေါ်လာတဲ့အခါမှာသူ့စိတ်ထဲမှာသူကဘဝင်မကြတာတွေရှိတယ်အေးတောထွက်တုန်းကငါနဲ့2ယောက်တည်းအခုကျမှနောက်မှပေါ်ထင်ရွှေကြပင်တွေကလက်ဝဲရံလေးလက်ရရံလေးနဲ့လူစွာလာလုံနေတယ်ဆိုတဲ့စိတ်ပါရှင်အနန္ဒဒီရှင်သာနာရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့လူလေလုတ်တယ်လို့ထင်တယ်ပေါ့နော်မြတ်စွာဘုရားအနိပါမှာပညာဣတရေရထားတယ်တကူဣတရေရထားတယ်ဆိုတဲ့ဒီပုဂ္ဂိုလ်တွေဟာနောက်မှပေါ်လာတဲ့ရွှေကြပင်တွေပဲတောထွက်တုန်းကငါနဲ့ဒီငါရဲ့အရှင်သခင်နဲ့2ယောက်တည်းပဲဖြစ်တယ်အခုမှလာပြီးတော့လူလေလုံးကြတယ်နေရာယူကြတယ်လို့ပုထုဇဉ်တွေရဲ့အတွေးတိုင်အဲ့လိုတွေးတာတွေးသည့်အတွက်ကြောင့်ဖျားနဲ့တရားကိုတော့သူကလက်ခံတယ်တန်ဃာကိုလက်မခံတန်ဃာကိုရန်လုံနေတာပဲအမြဲတမ်းနော်နောက်မှပေါ်လာတာကြီးကြည့်မရဘူးသူကဘယ်သူမှကြည့်မရဘူးအဲ့ဒါလို့ပြောလို့ဆိုလို့အလွန်ခက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဆုံးမတယ်မရဘူးအေး45ဝါကာလပတ်လုံးဆန္ဒဟာပြောမရဆိုမရခေါင်းမာနေတဲ့ဆန္ဒမြတ်စွာဘုရားကရှင်အနန္ဒာကိုငါလက်ထက်မှာတော့သူပြောလို့ရမှာမဟုတ်ဘူးအဲ့တော့သူ့ကိစ္စအတွက်မြတ်စွာဘုရားရှင်အနန္ဒာကိုစတုထမြောက်မှာကြားချက်တစ်ခုမှာထားခဲ့တာဖြစ်တယ်ပေါ့မှာတာပါမှာတော့ဆိုသန္နတဘိက္ခုနောမမစ္စေနဗျမထံတော်ဓာတဘောသန္နယဟန်ကိုငါမရှိတဲ့နောက်မှာဗျမထံပေးကြလို့ဆိုဒဏ်ခတ်ဖို့မှာထားခဲ့တယ်ဗျမထံဆိုတာဘယ်လိုဟာပါလဲဖေရလို့ရှင်အနန္ဒာကမေးတဲ့အခါသန္နောဘိက္ခုယံအိသတိတံဝယံအိစေယတံဝရေယသူပြောချင်တာတွေပြောပါစေသန္နယဟန်သူလှုပ်ချင်တာတွေလှုပ်ပါစေယဟန်တွေကသူ့ကိုအဖက်လုပ်ပြီးတော့မပြောနဲ့မဆုံးမနဲ့အဖက်မလုပ်ကြနဲ့အဲ့ဒါဟာဗျမထံလို့ခေါ်ပြစ်ထားလိုက်တယ်ပေါ့နော်
ပြောမရဆိုမရတဲ့ကိုတော့မပြောရဲနဲ့ပြစ်ထားလိုက်အဖက်မလုံးနဲ့အပေါင်းအသင်းမလုံးကြနဲ့လို့အဲ့ဒီလိုဓာန်ခတ်ပိတ်ဆို့တာဟုပြမဒံလို့ခေါ်တယ်ပေါ့အဲ့ဒီပြမဒံပေးကြလို့မြတ်စွာဘုရားကရှင်အနန္ဒမထေရမြတ်ကိုမှာကြားခဲ့တာစတုထအချက်ပဲဖြစ်တယ်ပေါ့အလုံးပေါင်းလိုက်တဲ့အခါကျတော့ငါမရှိတဲ့နောက်ဓမ္မဝိနည်းဟာသင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်ဆိုတာပထမမှာကြားချက်ပဲဒုတိယမှာကြားချက်ကအကြီးကနေအငယ်ကိုအာဟုသောသို့မဟုတ်အမည်နာမနဲ့ခေါ်နိုင်တဲ့အနွယ်ရဲ့အမည်နဲ့အသုံးပြုနိုင်တဲ့အငယ်ကအကြီးကိုဗန္ဒီတို့အာယတမတို့တလေးတစားခေါ်ရမယ်ဆိုတဲ့မှာကြားချက်နံပါတ်3မှာကြားချက်ကတော့တန်ဃာတွေအားလုံးသဘောတူမယ်ဆိုရင်အသေးအဖွဲသိက္ခာတဲ့ဘုတ်တွေကိုပယ်နှုတ်နိုင်တယ်လို့မှာကြားခဲ့တာဖြစ်တယ်စတုထမှာကြားချက်ကတော့သာဏယဟန်ကိုပြမဒံပေးလိုက်ကြလို့ဆိုတဲ့မှာကြားချက်ပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုရောမြတ်ကသိတယ်ငါတက်တော်တရားရှိနေသည်မြတ်သာဏဟာမမာနချမှာမဟုတ်ဘူးငါမရှိတဲ့အခါအာဟုမရှိတော့ဘူးမရှိတဲ့အခါကျမှသူ့ကိုပြမဒံပေးပြီးဆုံးမလို့ရလိမ့်မယ်လို့ဒီလိုသိတော်မူလို့ရှင်အနန္ဒာကိုမှာကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါလို့ရှင်အနန္ဒာကိုမှာကြားเสีย၄မျိုးမှာကြားပြီးတဲ့နောက်မှာယဟန်ဒီဘက်ကိုလှည့်ပြီးမြတ်စွာဘုရားကမိန့်ကြားတယ်တိယခောပနဘိက္ခွေဧကဘိက္ခုတပိကင်္ခာဝါဝိမတိဝါဆိုလိုတာကယဟန်တော်တွေထဲမှာတဲ့တန်တရားတွေမရှင်းလင်းတဲ့အချက်တွေဓမ္မနဲ့ပတ်သက်တဲ့မရှင်းလင်းတဲ့အချက်တွေလမ်းစဉ်နဲ့ပတ်သက်တဲ့မရှင်းလင်းတဲ့အချက်တွေကျင့်ပွဲရာတွေနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတဲ့အချက်တွေအကယ်၍ရှိနေမယ်ဆိုလို့ရှိရင်မေးကြနောက်ကြမှမမေးလိုက်ရဘူးမြတ်စွာဘုရားငါတို့ရဲ့မျက်မှောက်ဘုရားကိုတို့မိလိုက်ရတဲ့နဲ့ဘုရားကိုတိတ်တိတ်ဆိုင်ဆိုင်ဒီမေးခွန်းတွေမမေးလိုက်ရဘူးလို့နောင်ကြတော့မှအားမလို့အားမရဝမ်းနဲ့ကြေကွဲမှုတွေမဖြစ်ကြစေနဲ့မေးကြတာမေးကြတန်တရားရှိပြီဆိုရင်ဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးနိုင်တယ်လို့မြတ်စွာဘုရားကဒီလိုမိန့်ကြားလိုက်တာအဲ့ဒီလိုက်ကာအတွင်းမှာထိုင်းနေကြတဲ့ယဟန်900ဟာငြိမ်သက်ပြီးတော့ဘုရားရှင်မှာတုတ်တုတ်မလှုပ်ဘူးငြိမ်နေကြတယ်မြတ်စွာဘုရားအတန်ကိုပဲအလုံးကကြားနေကြတယ်မေးကြရှင်မေးလိုက်ကြနောက်ကြမှဒီစိတ်မကောင်းမရှိကြလေနဲ့ဆိုတာတစ်ချိန်လဲယဟန်တွေကမေးမြန်းခြင်းမပြုကြဘူးဒုတိယအကြိမ်မြောက်ထပ်ပြောတော့လဲမေးမြန်းခြင်းမပြုကြဘူးတတိယအကြိမ်မြောက်ထပ်ပြီးတော့မိန့်ကြားတော့လဲမေးမြန်းခြင်းမပြုကြဘူးအဲ့ဒီလိုတတိယအကြိမ်ထိအောင်မေးမြန်းမှုမရှိတဲ့အခါမြတ်စွာဘုရားကဘာထပ်ပြီးတော့ပြောလဲမိန့်ရှိနေဆိုအေးငါပေါ်မှာလေးစားမှုခါရဝမှုတွေခါရဝတရားတွေထားအလေးထားပြီးတော့မေးရမှာအာနာလို့မမေးဘူးဆိုရင်တဲ့ကိုယ်နဲ့ယဉ်နေတဲ့ရဟန်းတော်တစ်ပါးကနေတဆင့်ဒီပုဂ္ဂိုလ်တိုက်ရိုက်မဟုတ်ဘဲနဲ့တဆင့်မေးနိုင်တယ်လို့မြတ်စွာဘုရားကလမ်းဖွင့်ပေးတယ်နော်အချင်းချင်းကိုမိတ်ဆွေအချင်းကနေတဆင့်ငါ့ကိုတိုက်ရိုက်ကြီးမေးရမှာအာနာတယ်ဆိုရင်ဟောအရှင်ဘုရားဒီကိုယ်တော်ကအရှင်ဘုရားကိုဒါလေးသိကျင်လို့မေးနေပါတယ်ဘုရားလို့တဆင့်မေးခိုင်းလို့မြတ်စွာဘုရားကလမ်းဖွင့်ပေးတယ်အဲ့ဒါလို့၄ချိန်မြောက်လမ်းဖွင့်ပေးတာတောင်မှပဲဘယ်ပုဂ္ဂိုလ်ကမှမမေးဘူးအလုံးဟာငြိမ်သက်နေကြတယ်အဲ့ဒီချိန်မှာရှင်အနန္ဒမထေရမြတ်ကအရှင်ဘုရားတဲ့ဒီလိုငြိမ်သက်နေတာဟာအလွန်အံ့ဩစရာကောင်းပါတယ်ဟောဒီယဟန်တန်ဃာတွေထဲမှာတဲ့ဒီအကျင့်တရားနဲ့ပတ်သက်တဲ့ဆုံးမဩဝါဒဓမ္မနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တဲ့ပုဂ္ဂိုလ်ဖရာတရားတန်ဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တဲ့ပုဂ္ဂိုလ်မက္ခလို့ဆိုတဲ့လမ်းစဉ်နဲ့ပฏิပဒါဆိုတဲ့ကျင့်စဉ်တွေနဲ့ပတ်သက်ပြီးတန်တရားဖြစ်တဲ့ပုဂ္ဂိုလ်ဟာလုံးဝမရှိပါဘူးဖရာလို့ရှင်အနန္ဒာကလျှောက်တဲ့အခါအာနန္ဒာမင်းကယုံကြည်ချက်နဲ့ဒီစကားကိုပြောတာငါကဒီပုဂ္ဂိုလ်တွေထဲမှာတန်တရားမရှိဘူးဆိုတာငါဉာဏ်နဲ့အလုံးသိပြီးသားဖြစ်ပါတယ်ပေါ့နောက်တစ်ချိန်မှာယဟန်တန်ဃာတွေဒီဖရာကအခွင့်မပေးလို့မမေးလိုက်ရဘူးဆိုတဲ့စကားမျိုးပြောเสียမရှိအောင်မြတ်စွာဘုရားကမိန့်ကြားတာသာဖြစ်တယ်။ဘာဘုရားဟာအသိဉာဏ်နဲ့ဟောဒီယဟန်တွေဟာဘယ်ပုဂ္ဂိုလ်မှတန်တရားမရှိဘူးဒီယဟန်တွေထဲမှာခုံရီချင်းအဖြစ်အနိုင်ဆုံးပုဂ္ဂိုလ်ဟာသောတာပန်တန်တရားရှိတယ်ဆိုတာပုထုဇဉ်တွေသာရှိနိုင်တာ
သောတာပန်အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဆိုတဲ့အဆင့်ကိုရောက်ရှိသွားတာဒါကြောင့်မို့လို့ဒီယဟန်နေတဲ့ဟာဂုံအားဖြင့်အငယ်ဆုံးနောက်ပိတ်ဆုံးပုဂ္ဂိုလ်ဟာသောတာပန်အဆင့်ရောက်နေတာဖြစ်တယ်ရှင်အာနန္ဒာကိုရည်ညွှန်းလိုက်တာပေါ့ရှင်အာနန္ဒာဟာသောတာပန်ပဲပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကယဟန္တာပုဂ္ဂိုလ်တွေအဲ့ဒီလိုဗုဒ္ဓဓမ္မသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးဖြစ်စေမက္ကလို့ဆိုတဲ့ထူးခြားတဲ့လမ်းစဉ်နဲ့ဖြစ်စေပฏิပဒါလို့ဆိုတဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့ဖြစ်စေတန်တရားဖြစ်တာတွေလုံးဝမရှိဘူးဆိုတာငါဘုရားအသိဉာဏ်နဲ့သိပြီးသားပါလို့မြတ်စွာဘုရားအခုလိုယဟန်တွေကိုနောက်ဆုံးအချိန်အခွင့်အရေးပေးပြီးတဲ့နောက်မှာမြတ်စွာဘုရားနှုတ်တော်ကဘာစကားထွက်ပေါ်လာသလဲလို့ဆိုရင်မြတ်စွာဘုရားကနောက်ဆုံးစကားအနေနဲ့ဟန္တဓာနိဘိက္ခွေအာမန္တယာမိဝောဆိုတဲ့စကားကိုစတင်ပြီးတော့ပြောဆိုလာယဟန်တို့ကောင်းပြီငါနောက်ဆုံးစကားတစ်ခုပြောခဲ့မယ်ဆိုပြီးတော့မြတ်စွာဘုရားကဘာအမိန့်ရှိတော့ဆိုဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌာဝေယဓမ္မသင်္ခါရဆိုတာအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့လှုပ်ထားမှဖြစ်နေတဲ့အရာတွေဟာသင်္ခါရဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားတွေနံတရားတွေသင်္ခါရဘုန်းကြီးတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သက်မဲ့အရာတွေအလုံးဟာသင်္ခါရလောကမှာအကြောင်းတရားပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာတွေဒါဖြစ်သည့်အတွက်ကြောင့်သင်္ခါရလို့ဒီလိုဆိုရပေါ့အခုအလင်းရောင်ကလေးတွေဒီပဲလေပေါင်းစပ်ထားတာဖြစ်တယ်လေလျှာစင်းနဲ့မိသီးတွေနဲ့ကြိုးတွေနဲ့အလုံးပေါင်းစပ်ထားလို့ဒီအလင်းလေးဟာတည်ရှိနေတာအဲ့ဒါတွေကသင်္ခါရလို့ခေါ်တယ်အကြောင်းတရားတွေပေါင်းစပ်ထားတဲ့အရာဟာဘယ်အရာမှမမြဲဘူးတဲ့နောက်ဆုံးဟာယူရင်းပျက်စီးသွားတဲ့သဘောရှိတယ်ဒါကြောင့်မို့အပ္ပမဒေနတမ္ပါဒိဋ္ဌကိုယ်ဘဝလေးကိုရင်မှုမေးလျော့ပြီးတော့မနေနဲ့ရင်မှုမေးလျော့ခြင်းကင်းတဲ့အပ္ပမာရဆိုတဲ့တတိတရားဖြင့်ကိုလိုရမယ့်အလုပ်တွေကိုမလိဟင်းကြစေနဲ့တဏှာဥကလွတ်ဖို့မြတ်သောအကျင့်ကိုကျင့်ဖို့မလိဟင်းကြစေနဲ့ကျင့်ကြံကြိုးကိုအားထုတ်ကြလို့ဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌလို့ဒီစကားလုံးလေးနဲ့ဆုံးသွားရောမြတ်စွာဘုရားရဲ့ထံကအတန်တော်ဟာတိတ်ဆိတ်ပြီးတော့သွားတယ်ဒါနောက်ဆုံးသက်ရှိထင်ရှားရှိနေတဲ့အချိန်လေးမှာလောကသားတွေရဲ့အကျိုးစီးပွားအတွက်အကျိုးစီးပွားကိုစွမ်းဆောင်နိုင်တဲ့မှားကြားချက်တစ်ခုကိုမှားကြားလိုက်ခြင်းဖြစ်တယ်အားလုံးဟာဘုန်းကြီးတို့တွေအမှတ်ထားဖို့ရာကဝေယဓမ္မသင်္ခါရဘယ်ရာမှတည်မြဲနေတာမရှိဘူးအချိန်နဲ့အမျှပြောင်းလဲနေတာသာဖြစ်တယ်ဘုန်းကြီးတို့တွေကအချိန်တွေကုန်သွားတာသာတတိထားနေကြတယ်ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေအချိန်နဲ့အတူပျောက်ကွယ်နေတာကိုတတိထားမိဖို့လိုအပ်တယ်အဲဒီလိုတတိထားမိဖို့အတွက်အပ္ပမဒေနတမ္ပါဒိဋ္ဌအပ္ပမာရလို့ခေါ်တဲ့တတိတရားနဲ့ပြည့်စုံအောင်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ဆောင်ကြဖို့ဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကနောက်ဆုံးမှာကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဋ္ဌပေါင်းတို့မြတ်ဗုဒ္ဓဟာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အနေနဲ့မှာကြားခဲ့တာတော့အပ္ပမဒေနတမ္ပါဒိဋ္ဌဆိုတာဖြစ်ပါတယ်ဘယ်အရာကိုမှရစ်မှုမေးလျော့ပြီးတော့မနေကြနဲ့အရာခတ်သိမ်းဟာအမြဲတမ်းပြောင်းလဲပြီးပျက်စီးနေမဲ့အရာတွေဒါဖြစ်တယ်ဆိုတာကိုမိမိတို့ရဲ့အသိဉာဏ်ထဲမှာရောက်အောင်ဆင်ញင်သုံးသပ်ဆုံးဖြတ်ကြပြီးမြတ်ဗျာရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း